မင်္ဂလာပါရှင်မတို့ဒီ Excellence ဆိုတဲ့ကုမ္ပဏီကနေအခုကတော့ဘာကုတ်ထုံလေးချောင်းပြပြသွားမှာဖြစ်ပါတယ်။မတို့ပထမဆုံးအနေနဲ့ဒီဘာကုတ်ထုံမယ်ဆိုရင်ကိုထုတ်ချင်တဲ့ကုတ်နံပါတ်ကိုဘာကုတ်ညမှာရိုက်ထည့်ပြီးရင်အမီညမှာညီမတို့ပစ္စည်းရဲ့နာမည်ချူတီပါရှူကကိုထုတ်ပြီးအသုံးပြုမဲ့အရေးအတွက်ပြီးရင်စေနှုတ်ထည့်ပြီးတော့ဆိုရင်အနာခလာရဲ့ဒီကိုထုတ်မဲ့ပစ္စည်းတွေအောက်ကိုချခဲ့ပြီးချခဲ့ပြီးတော့ဆိုရင်ညီမတို့ဘာကုတ်ထုတ်ဖို့အတွက်လိုအပ်တဲ့ပေါ့နော်ဘာကုတ် wish တွေရှိရဲ့ဘာကုတ် height တွေရှိမယ်အမှဆိုရင်ညီမတို့က paper ရဲ့ wish ကို405ထားမယ် number of color 3ဘာကုတ် wish 126ဘာကုတ် height 75တော့မှာချင်း15လက်မှာချင်း5 horizontal space 73 vertical space 8တက်မဲ့ပြီးတော့ညီမတို့ပေါ့နော်ဘာကုတ်တွေထုတ်လို့ရပါပြီတစ်ချက်အထူးသတိပြုရမှာကစော်ဝဲကနေဓာတ်ရိုက်ထုတ်ပြီးအသုံးပြုမယ်ဆိုရင်အနည်းဆုံး4လုံးအများဆုံး6လုံးထိထုတ်ပြီးအသုံးပြုလို့ရနိုင်ပါပြီရှင်